ဖြိုးရဲ့ကောင်းမလေးနဲ့ကျမနဲ့အခန်းမှာလက်ကြည့်တယ်ဟိုင်းနဲ့တငယ်ချင်းဖြစ်လို့ရလာတယ်ဟုတ်ကဲ့ရပါတယ်တဲ့အမကလည်းဖြိုးဝေတငယ်ချင်းပါသူကောင်မလေးမလာတယ်ညီမကသူကောင်မလေးမလာဟုတ်ပါတယ်ညီမနာမည်ကတင်းဝေရေးတန်ပါတယ်အော်နာမည်လေးကလိုက်တာအသက်ဟောတယ်14ပါတယ်ညီမကိုဝေးလို့ခေါ်မိတော့ဟုတ်ရဲ့ပဲနာမည်ကမိုးတယ်ဆိုတော့ဟုတ်ကဲ့မိုးလို့ခေါ်ရရတယ်ဟုတ်အမကဟုတ်ညီမကစတဲ့ဟုတ်ညီမဟုတ်မိုးလို့ခေါ်ရရတယ်နော်ဝေးဟုတ်ဟိုဟိုင်းဘာလို့လဲစကြက်ပြီးထိုင်ရောက်ပြီးဘာလို့ပြင်းထိုင်နေတာပြင်းစကားပြောမယ်လို့လည်းပြောရရင်တော့ဟုတ်ကဲ့ဟုတ်ဘေးပြင်းနေတာရှိတာပြောရမှာဘာပန်းလို့ရေးတာပေါ့နော်မှားသွားတာပေါ့နော်ပန်းနဲ့တူလဲဆိုတဲ့ post တော့ဘာလို့ဝေးပြင်းလို့ရမယ်ဒီပုံရတာပေါ့တတူပုံမိုးပုံရောခန္ဓာမိုးပြလာဟုတ်ဝေးပုံကတော့တိတ်မလာဘူးမိုးကရဆိုတဲ့သူကလှမ်းနေသူရှိပါတယ်ချစ်စုတမရင်တော့ဟောမိုးကချစ်ရှိလားမရှိပါဘူးမရှိတယ်လို့ထင်နေစတာနဲ့မရှိဘူးပုပ်ပုပ်လေးပြောပါတကယ်မရှိတာပါဟုတ်မိုးကရဆိုတာသူပြောချင်မှတော့မချက်ဘူးရှိမှကိုမယုံနိုင်မိုးကချောရတယ်မိုးမထင်ဘူးဖြူဟုတ်တဲ့နေမလားဟုတ်ပါဘူးဘာလို့လဲဒါလည်းမိုးကစစ်တယ်လို့ပြောပြီးဒါပေမဲ့သူကဝေးကြီးကိုပဲစစ်တယ်လို့မိုးကပြန်လိုက်တယ်ဟုတ်စစ်မိုးကဝေးကြီးပြောပြီးမယ်မိုးနဲ့ဝေးကြီးတော့အကြိုက်နဲ့ဖြစ်စီတယ်မှာဘူးတော့ပြမပြောပါနဲ့ဝေးကြီးမိုးကိုစိဆိုတော့လိုက်မယ်ဝေးကြီးမိုးကိုစိဆိုသူကအဲ့လိုမဟုတ်ဘူးကျေးဇူးပြုမပြောပါနဲ့မိုးကဝေးလိုက်ရှိတဲ့လူကိုချစ်မိခဲ့မိုးကြောင့်လည်းသူချစ်တဲ့သူနဲ့သူချစ်တဲ့သူဝေးရခြင်းမှာတော့သူကိုချစ်နေကြပြီလားမိုးကသူချစ်တယ်လို့ရတယ်သူကအမစတွေ့တာကြပြီလားသူကဘယ်လိုပြောတာလဲဒီမှာလက်ရှိတယ်လို့ပြောပြီးတော့စောက်ကောင်းနေသူပြောတယ်ဟုတ်သူစောက်ခိုင်းလာလားမို့ဟုတ်ဘူးစောက်နေပါတယ်ဝေးကြီးမိုးစောက်တယ်မလို့ဘာလို့လဲဝေးကြီးဖဲပြီးဝေးကြီးတယ်လို့မလို့ဝေးကြီးတယ်ရောနေဝေးကြီးဖဲတယ်မိုးဖဲရမှာပါအဲ့လိုလည်းမဟုတ်ဘူးဒီဝေးကြီးကတော့ကိုရင်ချစ်တာလေဝေးကြီးတော့ခုစံတကြမှာနေရတယ်ဒီဟိုလုံးနေလာစေအော်ဆေးဆိုချင်ကေလာမိုးကြီးပြလိုက်ဒီပေါ်ကြီးကတော့ပြဿနာကြီးရှာတယ်ဝေးကြီးပြလိုက်တော့ရတယ်မိုးဝဲတော့โอเคမိုးရရမှာလားမိုးကဝေးကြီးကိုနဆုပ်ပြပါလားလို့သူကပြောနေတာစိုက်ချင်တယ်လေမဲမိုးနော်ဝေးကြီးရေပဲတည်ရမယ်သူကိုပြန်မပြောနေလုံးနေမိုးမပြောရဘူးလုံးနေမလားဟန်ဆောင်တာဒီတက်ကမဟုတ်ဘူးစိတ်ဆူသွားမယ်မိုးကြောက်တယ်မိုးသူကနပဲမိုးပြီးမဝေးရမိုးရဲ့မိုးရဲ့ဝေးဘလို့အမှန်ပြောဖြစ်ရင်ဝေးဘလို့အမှန်ပြောမှလေဟန်ဆောင်မှာကျန်တော်ဝေးကိစ္စထားဟုတ်သူမတိစင်နဲ့ okay လာစမယ် okay သူမစိတ်ဆိုလည်းမဟုတ်သူစိတ်ဆိုလည်းမဟုတ်ဝေးရှိတော့မပြောပါဘူးကတိပေးကတိ okay မိုးဟိုင်းလိုက်တော့ကြည့်ပြီးတဲ့မှာသူလိုက်မတက်သေးဘူးကူညီပေးလို့ကျေးဇူးနဲ့ဟောရပါတယ်ဟုတ်ကြည့်ပြီးတဲ့မှာဟိုင်းလိုက်တော့မိုးမနေ့ကမဆက်လို့မယ်အခုမှအားသေးလို့နော်ဟုတ်ဘိုင်ပြောပါပြီ
GB တဲ့ခဏတော့ GB ထဲမှာတော့ကျမတို့ရဟိုင်းနေပါတယ်မနေ့ပြန်မှတွေ့မယ်မနေ့ပြန်မှ GB ရဲ့အဆက်လေးလာပါမယ် GB မှာဘယ်လိုပွဲခံမလဲဆိုတာလိုက်ကြည့်နော်ကဲဒီနေ့ဗီဒီယိုတော့လောက်ပါ bye